ငြိမ်သမီးငါဘဝစားခဲ့တယ်ကျွန်တော်တို့လူရွှင်တော်ပရိသတ်အတွက်ဆိုဖြူစင်ပြောအပြုံးများနဲ့ပင်စင်စားမဟုတ်တဲ့ပရိသတ်ရင်ခွင်ကြကကျွန်တော်တို့လူရွှင်တော်ငြိမ်သမီးငါဘဝစားခဲ့တယ်ကျွန်တော်တို့လူရွှင်တော်ယူစီရောအပြုံးများနဲ့ပင်စင်စားမဟုတ်တဲ့ပရိသတ်ရင်ဝင်ကြလားကျွန်တော်တို့လူရွှင်တော်ရေစင်ခါတို့ငါဇတ်တပင်မှာမင်းသားနဲ့ပြောပရိသတ်တွေချစ်ကြလို့တော့ပရိသတ်တွေချစ်ကြလို့တော့ဇတ်တပင်မှာမင်းသားနဲ့ပြောသူခုမှရင်ခွင်အငြိမ့်စင်မှာပြောဇတ်တပင်နဲ့ညီကိုတရုတ်တွင်ရုပ်ရှင်ပြီးရုပ်ခေတ်တွင်ဇတ်ပူအဖြစ်နဲ့ခတ်လို့ချစ်ကြသနော်လူရွှင်တော်လူရွှင်တော်လူရွှင်တော်ဥပတော်လေအချိန်ခါနေရမပေးပရိသတ်တွေနဲ့အဝေးတပင်မဲ့စင်အထက်မှာထွက်ခွာရပြန်တော့အဖိုးလူရွှင်တော်အဖလူရွှင်တော်အငုံမြဲလုံးနဲ့အပြုံးငါမျက်နှာမှာပေါ်ဘဝမလာတဲ့ဒုဘဝလူရွှင်တော်အရွယ်မလှစရာထောင်းပြန်တော့တပင်မဲ့စင်အထက်မှာအဖိုးခမပါတော့လေလူရွှင်တော်အဖိုးဖငါကခြင်းသေးတယ်နော်ချမ်းသာဘူးဝေးဝမ်းသာထူဤပြလုံးထုတ်တဲ့ထမင်းတလုံးအတွက်အသက်ဆက်ဖို့ကြိုးပမ်းညှိုးနွမ်းခဲ့တဲ့ဟာသာပန်တွေကိုမဲ့သူမရှိအပူမီရတဲ့ဖြာဝေးအချင်းမလားကြွေကြမြေခခဲ့ပြီလေအချင်းမလားကြွေကြမြေခခဲ့ပြီလေကိုမဲ့သူမရှိအပူမီရတဲ့ဖြာဝေးလူရွှင်တော်ဟာသာပန်ဘဝမနွမ်းခင်နမိတ်စိန်ကလေးကကပြာကရမချမီသဝနာလူရှင်လူရွှင်တော်အသင်းနဲ့ဥခိုင်နေစဉ်ကတော်ပန်